အားလုံးပဲမင်္ဂလာပါဗျအန်ဇူကပ်ဘာမှနေပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်အန်ဇူပါ chapter 6ရဲ့အစမှာတော့ကိုတင်ညွတ်တယောက်ကသူတွေးခဲ့တဲ့လူတွေအကြောင်းစဉ်းစားနေကြရပေါ့အဲ့ဒီလူတယောက်မှာဝိစင်တာရဲ့ကြောက်တုံးဝါရောင်အနောက်တိုင်းနိုင်ငံရဲ့တင်ကြတာတင်တယ်ကျေတာနဖေရဲ့ပထမဆုံးကိုးဝေသူကကစားသမားတစ်ဦးပဲဖြစ်နေကြလားငါမမိတယ်ပထမဆုံးကိုးဝေသူကမကောင်းဆိုးဝဘရင်ငါတို့အပြောင်ကဘာကိုဆင့်ခေါ်ခဲ့တဲ့အဓိကလူတယောက်ပဲမကောင်းဆိုးဝဘရင်ထွက်ပေါ်လာတော့ငါမှအချိန်3နှစ်ကျန်နေတယ်ဒီကာလအတွင်းမှာသူ့ကိုသာဖယ်ရှားနိုင်မယ်ဆိုရင်အရင်ကလိုဖြစ်ဆိုးတွေထပ်မဖြစ်အောင်ငါကောက်ကွယ်နိုင်လိမ့်မယ်ထင်တယ်အဲ့နောက်ကိုတင်ညွန့်ကငါသူ့ကိုရှာဖို့အတွက်တခုတည်းသောတဲလွန်စာဒီအမှတ်စိတ်ပဲအနောက်တိုင်းမြို့တော်ရဲ့အဓိကမြို့မှာရှိတဲ့ခိုင်းနေမှာဒီလိုတစိမ့်တွေအဝိုင်အောင်ကြောက်တွေနဲ့တစားစင်တက်ကြပြီးတော့မြို့တော်တွေကိုငါဝင်ဖို့အတွက်ဆိုရင်ကိုယ်တိုင်အဆင့်30ကိုရောက်နေဖို့လိုတယ်ဒီကောင်ကြီးရဲ့အချက်လက်တွေကိုသိရဖို့အတွက်ငါအမြန်ဆုံးအဆင့်တက်ဖို့လိုတယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့နောက်တော့ကိုတင်ညွန့်ကတခုခုကိုတွင်းပြီးတော့ပြီးတော့သူ့အစွမ်းတွေကိုပြင်ကဘာမှာတုံးလို့ရမရဆိုတာစမ်းကြည့်လိုက်ပြီးကိုတင်ညွန့်ရဲ့စင့်ခေါ်နိုင်ကြတယ်လည်းထွက်ပေါ်လာခဲ့ပါတယ်ငါတကယ်ပဲအပြင်ကဘာမှာစင့်ခေါ်နိုင်တဲ့ကက်ကိုထုတ်နိုင်တာလားဆိုပြီးအံ့ဩနေရပေါ့တကယ်တော့ကျွန်တော်အရင် chapter ထဲမှာပြောခဲ့သလိုပဲမတင်နိုင်တဲ့ကဘာရဲ့ game ထဲမှာကစားနေကြတဲ့သူတွေကအပြင်ကဘာကိုရောက်လာတဲ့အခါ game ထဲမှာဆိုရတဲ့အတိုင်းပဲသူတို့ရဲ့အစွမ်းအားတွေကိုပြန်လည်အသုံးပြုလို့ရပဲဖြစ်ပါတယ်အခုလိုစွမ်းအားရရှိလာခဲ့ကြတဲ့သူတွေကိုတော့ရွေးချယ်သူလို့ခေါ်ပြီးအဲ့လိုရွေးချယ်ခံရတဲ့လူကလျှို့ဝှက်အလုပ်ကိုင်နေမြန်မာရဲ့ကံကောင်းခြင်းတက်မိုးကိုပိုင်ဆိုင်ကြပါတယ်ဒါအပြင်မှာသူတို့ကနောက်ပိုင်းမှာမကောင်းဆိုးဝါးပြင်ကိုရင်ဆိုင်ဖို့အတွက်လည်းအဓိကတိုက်ခိုက်ရတဲ့တက်တွေဖြစ်တယ်ကိုတင်ညွန့်ဆိုရင်လည်းအရင်ဘဝတော်ကအပြောင်ကဘာကပေကြီးပေါ်ထွက်လာတဲ့အခါမှာဂိမ်းထဲအစကောင်အစွမ်းကိုတကယ်ဘဝမှာရရှိခဲ့တာပါဒီခါတော့ကိုတင်ညွန့်သူ့ရဲ့အစွမ်းတွေကိုအစိုးရရရှိခဲ့တဲ့အကြောင်း Necro Hunter အဆင့်ရတကယ်ကိုထူးခြားတဲ့ပုံပဲဖုံးကွယ်ထားတဲ့အဆင့်နဲ့ရွေးချယ်ရတဲ့အဆင့်ကဘာတွေကွာသားလဲဆိုတော့ငါမသိဘူးအဲ့ဒီနောက်တော့ကိုတင်ညွန့်ကတကားနောက်မှာအတန်တစ်ခုကိုကြားလိုက်ရပြီးကိုတင်ညွန့်ကလည်းဟုတ်တယ်ဒီအချိန်ပဲဆိုပြီးတကားပြင်ဘက်ကိုထွက်လိုက်ပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ရဲ့အဖေနဲ့မေကိုမြင်တွေ့ရမှာဖြစ်ပြီးကိုတင်ညွန့်ကလည်းသူ့ရဲ့အဖေနဲ့မေကို special ဟင်းတွေကိုချက်ကျွေးနေကြတာပေါ့ကိုတင်ညွန့်ကလည်းအကုန်လုံးအဆင်သင့်ဖြစ်ပြီးစားလို့ရပြီနော်လို့ပြောလိုက်ပါတယ်အဲ့လိုဟင်းချက်ကျွေးနေအောင်ကိုတင်ညွန့်ရဲ့အဖေနဲ့မေကအံ့ဩနေကြပြီးကိုတင်ညွန့်ရဲ့အမေကယောက်ျားမင်းမမြင်ဘူးလားငါတို့သားလေးရဲ့ရှားရှားပါးပါးအပြုတ်မှုပဲမင်းပါကိုစောင့်နေရလေမြန်မြန်စားလိုက်တော့လေကိုတင်ညွန့်ရဲ့အဖေကလည်းအေးငါစားလိုက်မယ်ဆိုပြီးပြန်ပြောလိုက်တယ်အဲ့ဒီတော့ကိုတင်ညွန့်ရဲ့အတွေးထဲမှာတော့လူသားတွေရဲ့အဖြစ်အပျက်များရဲ့ဇီရိုက်လက္ခဏာတစ်ခုကတော့ဆုံးရှုံးမှုတစ်ခုရှိပြီးမှသာတစုံတစ်ခုရဲ့တန်ဖိုးတကယ်သဘောပေါက်လာတာပါပဲဆုံးရှုံးသွားတဲ့အရာတွေအတွက်လည်းပြန်ပေးဆက်ဖို့အတွက်နီလန်းတွေကိုရှာဖွေနေပါတယ်ငါရဲ့အတိတ်မှာတော့ငါဘဝအတိတ်ပဲမနေခဲ့ပြီးတော့ပါရီရွယ်ချက်မှမရှိဘဲနဲ့တာမန်နေ့ရက်တွေကိုလစ်လျူရှုခဲ့တယ်အဲ့ဒီနောက်ကိုတင်ညွန့်ရဲ့အရင်မှတ်ဉာဏ်တွေပြန်ပြနေခဲ့ပြီးတော့ကိုတင်ညွန့်ဆိုရင်လည်းသူ့ရဲ့အတိတ်မှာသူ့မိဘတွေသူ့ကိုဂိမ်းရန်ကစားလို့စုနေရတာကိုဂီးမဆိုင်ဘဲနဲ့လှုပ်ချင်တာကိုပေါ်ပေါ်တန်တန်လုပ်နေခဲ့သူတယောက်ပါအဲ့လိုနဲ့ဒီနေ့မှာတော့ကပေးတွေကြားရောက်လာတဲ့အခါမှာတော့သူ့ရဲ့အရာလုံးကိုယူဆောင်သွားခဲ့တယ်အဲ့ဒီချိန်ကျမှသူ့ကိုယ်သူဘလောက်တောင်ရင်းကျက်မှုမရှိခဲ့ဘူးလဲဆိုပြီးနောက်နောက်အကြီးကျယ်ရခဲ့ပြီးတော့သူဘလောက်မှတ်မဲခဲ့တယ်ဆိုတော့နာကျင်စာနဲ့ပဲသဘောပေါက်လိုက်ခဲ့ပါတယ်အဲ့ဒီနောက်တော့လက်ရှိချိန်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးကိုတင်ညွန့်ရဲ့သူ့မိဘတွေကိုဒီနေ့ကတနင်္ဂနွေနေမလားညီမလေးလင်တန်းအိမ်ပြန်လာပြီးတော့ထမင်းစားမှလားဆိုပြီးမေးလိုက်ပါတယ်အဲ့လိုနဲ့ကိုတင်ညွန့်မေကလည်းလင်တန်းအဆန်းဆောင်မှုရဲ့အတွက်ပြင်ဆင်နေရမှုအကြောင်းပါပဲစားလုံးမယ်ဆိုပြီးနေလေစာယူသွားတယ်လို့ပြောလိုက်တယ်။အိုးဟုတ်တော့ပဲနောက်မှတားချင်ရင်သူ့စီအစားတောက်တွေတောက်ပို့လိုက်ပါလား။သူယူသွားတဲ့အစားတောက်တွေကလက်လက်ဆက်ဆက်ပြင်ဆင်ထားရရင်မဟုတ်ဘူး။တစ်စက်တည်းမှာပဲကိုတင်ညွန့်အမေကလည်းငန်းသားချက်ပြုတ်တက်လိုက်မယ်လို့မတင်ထားခဲ့ဘူး။ဒီချက်တောင်မှအရန်ကောင်းတယ်ဆိုပြီးပြောနေခဲ့ပါတယ်။ကိုတင်ညွန့်အမေကလည်းယောက်ျားနေငါးစီရလူစားဖို့မစင်းစားနဲ့ဆိုပြီးပြောလိုက်ပါတယ်။အဲ့လိုနဲ့ကိုတင်ညွန့်အဖေကလည်းအေးပါအားလုံးကမင်းအပိုင်ပါပဲအားလုံးကမင်းပိုင်ပါပဲဆိုပြီးတော့မိသားစုလိုက်ပျော်ပျော်ရွှင်နဲ့စားတောက်နေကြတာပေါ့အဲ့လိုပျော်ပျော်ရွှင်နဲ့စားတောက်နေကြရင်ကိုတင်ညွန့်ကသူ့အဖေကိုဟင်းထည့်ပေးလိုက်တာပေါ့အဲ့ဒါကိုကြည့်နေတဲ့ကိုတင်ညွန့်ရဲ့အဖေကလည်းအံ့ဩသွားပြီးတော့ကိုတင်ညွန့်ကလည်းနောက်ကလည်းတခြားဟင်းတွေကိုချက်ပြုတ်နေတင်ယူရမယ်ဆိုပြီးတော့သူ့အဖေကိုပြောလိုက်တာပေါ့အခုလိုပြောင်းလဲသွားတဲ့ကိုတင်ညွန့်ကိုကြည့်ရင်လည်းကိုတင်ညွန့်ရဲ့အဖေနဲ့အမေကလည်းအယမ်းပျော်သွားပြီးတော့ဟုတ်ပါပြီလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကလေ့ကျင့်ခန်းတွေအသေးအတန်လုပ်နေအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့ဘာလို့လေ့ကျင့်ခန်းတွေလုပ်နေရလဲဆိုတော့သူ့ရဲ့အစွမ်းတွေပိုပြီးထိန်းချုပ်နိုင်နေတာကြောင့်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်ပြီးမော်စွမ်းအတန်တွေကိုပုံမခံနိုင်ရှိအောင်လုပ်ပါအဲ့ဒီနောက်ကိုတင်ညွန့်ကလေ့ကျင့်ခန်းလုပ်ရင်ပင်ပန်းတာကြောင့်ခဏနာပြီးတော့သူ့ရဲ့နာရီကိုတစ်ချက်ကြည့်လိုက်ပါတယ်9စက္ကန့်ခန့်အတွင်းမီတာ90ရောက်ခဲ့ရပဲတိတ်လည်းမစိုးပါဘူးဒါပေမဲ့ငါတိုးတက်အောင်လုပ်ဖို့အတွက်အများကြီးကြံသေးရဆိုပြီးပြောနေပါတယ်အဲ့ဒီနောက်တော့ကိုတင်ညွန့်ကလည်းအိမ်ပြန်ရင်ရောက်နေရကြောင်းအချိန်တန်ပြီဆိုပြီးတော့ပြောလိုက်ခါ chapter 6လေးရတယ်ဒီနေ့မှပဲအဆုံးသတ်ထားပါတယ်ဗျ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင် video လေးကိုကြည့်ရှုပေးကြတဲ့ border တယောက်ချင်းစီတိုင်းကျေးဇူးတင်ရှိပါတယ်ဗျ